အားလုံးပဲမင်္ဂလာပါနော်ဒီကုန်းသမားတွေနော်ခုလက်စီကုထုပြပြမှာတော့ဒါဒီကော်ရချစ်ကဒေါ်ပီဆော့ဝဲမှာသွားပြီးတော့ဝယ်ယူရတယ်ဒါပေမဲ့ဈေးကြီးတယ်တပူကို1690ပုတ်ခပ်ပြီးနော်တကယ်လို့များကိုကလောက်ချေတယ်စိတ်ဝင်စားမယ်ဆိုရင်ဖုန်းနံပါတ်ယူပြီးသွားစမတ်နော်သွားစမတ်ပြီးတော့စိုက်တခါဖွင့်ပြီးဆိုရင်အဲ့ဒီကုတ်ရပြီအဲ့ဒီကုတ်ရပြီနဲ့ကော်မရှင်ကတက်လို့ရမယ်နော်အဲဒါမို့ကော်မရှင်ကတက်လို့ရမယ်လို့အပေါ်ဝင်ဝင်စာပြီးတော့စိတ်ဝင်စားမယ်ဆိုရင်နော်လောက်ပါစူးစမ်းပါအားပေးနော်ဒါသွားပြီးတော့ရောင်းစားမလို့သွားပို့စားမသူများလာပို့ပေးတယ်သူများကိုဝယ်တော့လို့ရတယ်သူများကိုအဲ့လေကြောင်းပေးလို့ရတယ်နော်ဒါဥပမာကော်မရှင်ကပုံမှန်ရတယ်ဟုတ်